ဘဲဦးလေးရခဲ့ပါလေ လက်ဆောင်ပြီးလိုက် စားပဲဟိုကြဘဲဦးကအလုံးကြီးကြီးတွေပဲ ဟုတ်တယ်တို့ဝယ်တဲ့ခါတည်းတေးသေးလေးနော် ဟုတ်တယ်မဟုတ်လာပြီးတော့ဒါတော့ဘဲဦးဆို အနီပြေဟိုကသွားချတာဘဲဦးကမှလာတာတကယ်ရွာ ဆောင်းလက်ပတ်သွားစားဘဲဦးပါရ ဘဲဦးကမှလာညီကတော့သမီးလေးအရန်ကြိုက်တဲ့ဘဲဦးလေးချက်ပါမယ်ခင်ဗျဦးချမ်းချက်နေကြအတိုင်းစက်သွန်ဒီလေးကိုစီသက်ပါမယ်ပြီးရင်တော့စက်သွန်ဒီနဲ့ချင်းလေးထောင်းပြီးထည့်ပါမယ်ခင်ဗျစနွေးမုံထည့်ပါမယ်အယောင်တင်မုံလေးထည့်ပါမယ်ခင်ဗျပြီးတော့စက်သွန်ဒီလေးမွေးလောင်စီသက်ပါမယ်ခင်ဗျပြီးရင်တော့ရမ်းကျင်လေးတွေထည့်ပါမယ်ရမ်းကျင်လေးထည့်ပြီးတော့ကျွန်တော်စားထည့်ပါမယ်ခင်ဗျခင်းခက်မုံလေးထည့်ပါမယ်ပြီးရင်တော့ကျွန်တော်နည်းနည်းလေးမွေပြီးတာနဲ့ငံပြာကြီးလေးထည့်မယ်ခင်ဗျရမ်းကျင်လေးအနည်းအောင်လို့ကျွန်တော်ရေလေးထည့်ပါမယ်ခင်ဗျပြီးရင်တော့ကျွန်တော်အဖုံးလေးပိတ်ပြီး9မိနစ်လောက်တည်ထားပေးလိုက်ပါမယ်ခင်ဗျဒါတော့ကျွန်တော်ဘဲဥလေးတွေကိုခွန်ခွာထားတာပါခင်ဗျအနည်းလေးချက်ပြီးဆိုရင်တော့ကျွန်တော်ငရုတ်သီး9000လောက်ထည့်လိုက်ပါမယ်ခင်ဗျပြီးတော့ခွာထားတဲ့ဘဲဥတွေအားလုံးထည့်လိုက်ပါမယ်ခင်ဗျပြီးရင်တော့နောက်ထပ်9မိနစ်လောက်ဖုံးလေးပုတ်ပြီးတည်ထားလိုက်ပါမယ်ခင်ဗျအားတော့ရုံးပလီကြီးနဲ့ခွဲချက်ပါမယ်ခင်ဗျဘဲဥကတော့ကျွန်တော်နက်နက်ခွဲစားမှာမို့လို့ပထမအတုပ်လေးကိုခွဲထားလိုက်ပါမယ်ခင်ဗျဒီနေ့စားမှာတော့ရုံးပလီလေးထည့်ပြီးစားမှာပါခင်ဗျပြီးတော့ဦးချမ်းကိုယ်တိုင်ထောင်းထားတဲ့မဆလာလေးနဲ့ချက်ပါမယ်ခင်ဗျရုံးပလီကြီးနဲ့မဆလာထည့်ပြီးတော့2မိနစ်လောက်ပဲတည်ပြီးတော့မယ်ခင်ဗျရုံးပလီကြီးလေးချက်ပြီးဆိုရင်ရပါပြီခင်ဗျတမီးကရွာပဲအော်ရွာပဲအကြီးရနော်မေသူ့ပဲဦးပါလေ ဟုတ်တယ်ဒီလိုခုလေးလေးရဝယ်ပဲဦးရတိတိလေးကွာ စားမယ်တေချာစားဖို့တမီးကသပင်အောင်စီးလာနော်ကောင်းလားဆုံးဖို့ရုံးနေလေတမီးကတမီးတရားစားပဲဟဲ့မေရောလည်းလုတ်ပြန်ပြီတမီးဘဲကိုကြည့်နေတယ်တရားစားပဲ对，然后那个条。走。因为咱们有没里面带着，在哪里？怎样搞？哎呀，我朋友他在菜店里哦，你朋友打工了哦。边那边老贵，帮忙买我们。你们都哇，你400呢喏。香港。没。你没忙嘛？我才讲，我原啥的？没嘞。这家庭呀，你知道？人家咱就把这个，咱就说嘛。你啥都讲呢？Thank you 吧。